ဆရာဝေလင်းအောင်သိလား မသိဘူးရ ချစ်မောင် ဟာမသိဘူးရ ဟုတ်ဆရာ ဟာလေကွာကြောင်တော့ဟာရဒီမောင်ဆက်လိုက်ဝါသားနဲ့ အော်မဟုတ်ဆရာဟောစားမိသွားလို့ Sammy Wall. မဟုတ် ဟိုဘလို့ပေါင်းလဲဟဲ့ ဗျာ အဲ့ဒီဖက်နဲ့ကြပါလို့ အော်ကျွန်တော်ဖက်နဲ့ပြတ်သွားအဲ့ရောင်ပြီးယူလာဆရာဒီမှာပဲထားလိုက်မယ်နော် ဟိုထပ်တော့ကြောင်တော့လားဟဲ့ ဗျာ မလက်ပြပါ အော်ဒါအမိုက်တွေပါဆရာကျွန်တော်အမိုက်မောင်းလိုက်ရှာနေပြစ်မို့ သေးကြလို့ ဟုတ်တေးကြပါလေဆရာ အေးအမိုက်တွေဆိုနော်အမိုက်ဘုံတော့သေးထားတယ် ဟုတ် တွဲနေရှောင်းမပြစ်နဲ့ မပြစ်ပါဘူး ဘယ်ခုပဲရောက်တော့ဘူး အော်ကျွန်တော်တူးနဲ့လိုက်လာ ဟာညီမလေးတော့ဘယ်ရောက်တော့ဘူး ဟွာလေးဆရာနိုင်ပိုင်းလောက်မှလေနှောင်ရောဂါဖောက်ပြီးတော့လေစေးုံတင်ထားရတဲ့ဥတီဟာကျော်စီသွားချင်လို့ပါ ဟောဟာလားညီမလေးဒီဘက် အော်ဟုတ်ကဲ့ဆရာကျေးဇူးပါနော် ။ဟေ့အောင်မင်းမငါမိမတော့လွတ်တဲ့နေပြီနော်ဟေ့အောင်။တလားလုံးခိုင်တာတော့ကြားနေပြီ။ဟေ့အောင်ဟင်ငါမိမတော့ကိုလွတ်တဲ့နေပြီနော်ဟေ့အောင်တလားလုံးခိုင်တာ အော်။နင်းနေပါပြောတလားလုံးခိုင်တာလို့ဆို အဲ့ဒါရင်းမကြည့်ပါဘူးဆရာအဖေကိုရင်းမေးပါ ။အဖေတတ်တာရလားဖေ။လို့ထိုင်လို့ကောင်းလားဖေ။သားတို့လင်မယားနှစ်ယောက်လည်းဒီနေ့ပဲခီးသွားမှာဆိုတော့လေအဖေဝေယဝဲစားလို့ကိုကောင်းလေးနှစ်ယောက်ထားခဲ့မယ်နော်သား။ခီးရပြန်လာတော့မှပဲသားတို့လင်မယားနဲ့ပြန်လာခဲ့မယ်နော်ဖေနော်။ဒါဆရာဝန်နဲ့တေချာမှာခဲ့မယ်နော်ဖေနော်။တတ်တာလည်းမလားဖေ။ဟုတ်ပြီဟုတ် ဖေအဲ့ဒါတမျိုးသွားမယ်နော်ဖေ ။အဲ့တော့ဖေသားတို့တောင်းမယ်နော်ဖေ။ဒီစိတ်ကြမယ်နော်ညီ။ ဦးလေးရလားရှေးချိုးမလား Chichuma. ဘာလို့ချိုးအောင်လဲ ဦးလေးရေချိုးရင်လား အာမချိုးခြင်းမချိုးခြင်း ဦးလေးဘာလုပ်ကြင်လဲကြွတ်တက်လား အော်ဘာလို့ရတယ် ဟောအဲ့ဦးလေးတစ်ခုလို့ခေါ်လိုက်နော်ကျွန်တော်ဒီမှာပဲရှင်းနော် အေး နော်ဦးလေးရေတော့မှာ မတော့သေးပါဘူး လိုရပြောနော် အေးပါအေးပါ ဟဲ့ဟောလို့ဒီမှာ你瞅这个人啥？快多一个去，这样我去，你看，你看，哎呀，啊，